တွေပါဆက်ပြီးတော့ရှောင်းပြထားခဲ့နေမယ်လေဒီချိန် YG တိုးရမယ့်အနေထားလေးကလည်းပြီးတော့ခက်တော့ခက်ခဲနေခဲ့မယ် Sing Cloud ရဲ့ Nate လုံးကတော့ active back ပုံစံမျိုးနဲ့ပါရှိနေဆိုဓာတ်ပြောက်ကိုထပ်ပြီး knock ပေးထားခဲ့တဲ့ Sing Cloud အကောင်းဆုံးပဲ Clash ပေးနေခဲ့တဲ့ 4v2 ပုံစံမျိုးပါထပ်ပြီးစိုင်းပြထားခဲ့တဲ့ YG ဒီချိန်ကားနဲ့ပါတိုးရွှေ့လေးလှုပ်ပြီးတော့ Nick နဲ့ border တွေကိုပြန်ကယ်ဖို့တော့ကြိုးစားပေမဲ့ Sing Cloud again and again 3 man down ပေးထားခဲ့တဲ့အနေအထားမျိုးမှာ1ကပါဝင်အားပြီးနော်နံပါတ်6ကေးတွေ like out ပဲပေါင်လေးမလုံးနဲ့နော်ပြီးကြရင်ခေါင်းကြီးမှာဒါနဲ့ခုတ်ခံရမယ်နော်ဒါမှမဟုတ်နေနဲ့ထုခံရမယ်ဟလားမလုံးနဲ့နော်ကေးတွေဝင်မကောင်းနဲ့နော်ကောင်းပြောနေပြီဟလားအကုန်လုံးကရေတော့တင်းနေကောင်းနေတယ်နော်တက်လာတာဝိုင်းဟလားကျုပ်တော့မရဘူးဟုတ်ရေလောက်တာဟေးသူကလည်းမိတ်လုံး Nick ရောက်ကိုပါတစ်ခါလေးပဲဖျက်ချပေးထားခဲ့တဲ့ YG ဂျားထဲမှာတို့မာနက်ကိုပြန်ကယ်ပြီးဖြစ်တဲ့အတွက်ကြောင့်လို့311ဟောလုံးချက်ပြီးစတန်ဒါရဲ့ကေးကိုပါထပ်ပြီးတော့မှရရှိသွားခဲ့တဲ့ဘူမန်စမုံကြီးပြောက်ဝိုင်းရတော့3ကန်ပုံစံကြီးဝင်းရံပေးထားခဲ့တဲ့ဒီချိန်မှာတော့ Sing Cloud ကိုရောက်တော့ပြီးသွားတယ်ဆိုပေမဲ့လေကလန်ဒါကြလိမ့်မယ်ကြည်ရဲမှကြည်နော် YG နော် YG